နီဟာအိမ်ပြန်ရောက်တာနဲ့ပထမဆုံးမီးဖိုချောင်ကိုသွားတယ်ကပီတာထမင်းကိုပြန်နှွေးနေတယ်နီဟာမေးတယ်အဟနာပြန်လာပြီလားကပီတာမျက်နှာကော့ပြီးပြောတယ်မဟုတ်ဘူးမင်းတို့အတူတူပဲထွက်သွားတာလေနီဟာရဲ့ရင်ဘတ်တစ်ချက်ခုန်သွားတယ်မဟုတ်ဘူးရောက်ခမတော့သူ့အတန်းထဲမှာရှိတယ်ငါအရင်ထွက်လာတယ်ကပီတာဘာမှမပြောဘဲအခြားဘက်ကိုကြည့်တယ်နီဟာအမြန်ကိုအခန်းကိုသွားပြီးဖုန်းထုတ်တယ်အဟနာကိုဖုန်းဆက်တယ်ဖုန်းမြည်နေပေမဲ့ဘယ်သူမှမကင်ဘူးနီဟာရဲ့စိုးရိမ်မှုတိုးလာတယ်သူပြန်ဆက်တယ်ဒါပေမဲ့အဖြေမရှိဘူးနောက်ဆုံးကြောက်သွားလို့နီလီမာဂျာဟန်စီသွားပြီးပြောတယ်မေအဟနာအိမ်ကိုမပြန်သေးဘူးဖုန်းလည်းမကင်ဘူးနီလီမာဂျာဟန်မျက်ခုံးပြူပြီးပြောတယ်မပြန်သေးဘူးလားမင်းတို့အတူတူပြန်လာရမှာမဟုတ်လားမင်းတယောက်တည်းနီဟာခဏရက်ပြီးမရှင်းမလင်းတဲ့အတန်နဲ့ပြောတယ်တကယ်တော့အမေနူပူရအကြောင်းမှတ်မိလားငါရဲ့အကြောင်းတငယ်ချင်းသူနေမကောင်းဖြစ်နေတယ်သူ့အိမ်ကိုတွားကြည့်ခဲ့တယ်နီလီမာဂျာဟန်တန်တရားရှိတဲ့မျက်လုံးနဲ့နီဟာကိုကြည့်တယ်ဒါပေမဲ့စကားမဆက်ပဲအာဒီကိုဖုန်းဆက်လိုက်တယ်ဖုန်းကင်တာနဲ့ပြောတယ်အာဒီအဟနာအိမ်ကိုမပြန်သေးဘူးနီဟာဖုန်းလဲမကင်ဘူးတဲ့အခြားဘက်ကစက္ကန့်အနည်းငယ်တိတ်ဆိတ်မှုပြီးတော့အာဒီလေးနဲ့တဲ့အတန်နဲ့ပြောတယ်ငါကြည့်မယ်ဒီလိုပြောပြီးဖုန်းချလိုက်တယ်ကားမောင်းရင်အာဒီရဲ့နဖူးတွန့်သွားတယ်ရင်ဘတ်အတွင်းမှာထူးဆန်းတဲ့မတက်မတာတစ်ခုဖြစ်ပေါ်နေတယ်စိတ်ထဲမှာပြောမိတယ်ဒီလောက်ကြာဘယ်မှာရှိနေနိုင်မလဲအဲ့ဒီဘက်မှာအတန်းခန်းထဲမှာသတိလစ်ပြီးလဲကျနေတဲ့အာဟနာခဏကြာကအဲရစ်ထွက်သွားခဲ့တယ်ဒါပေမဲ့ကောလိပ်ရဲ့စင်ကြံမှာခြေလမ်းနှင်းငယ်လျှောက်သွားတာနဲ့သူရက်သွားတယ်စိတ်ထဲမှာထူးဆန်းတဲ့မတက်မတာတစ်ခုကိုကောင်းကိုလက်နဲ့ပုတ်ပြီးစိတ်တူတဲ့အတန်နဲ့ပြောတယ်ဖြုံးခဏလောက်ရက်ပြီးနေပြီးပြန်လာတယ်တကားရှိကိုရောက်တော့အပြင်ဘက်မှာတော့ခတ်ထားတာကိုမြင်ရတယ်သူကိုယ်တိုင်ခတ်ထားတာပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူးအဲရစ်ဘေးကနေအုတ်ခဲတခဲကောက်ယူတယ်အကျိန်နှဲငယ်ပြင်းပြင်းရိုက်လိုက်တာနဲ့တော့ကကျိုးပြီးမြေပေါ်ကျသွားတယ်တကားဖွင့်ပြီးအတွင်းကိုဝင်လာတဲ့အဲရစ်အာနာကျမ်းပြင်ပေါ်မှာသတိလစ်ပြီးလဲကျနေတုံးပဲအဲရစ်ခဏလောက်တည်ငြိမ်စွာကြည့်နေတယ်ပြီးတော့အမြန်ရှေ့တိုးသွားတယ်အာနာကိုအနှဲငယ်ထထိုင်ခိုင်းလိုက်တယ်ပြီးတော့သူ့အိတ်ကိုဖွင့်ပြီးရေပလင်းထုတ်တဲ့ရေနှဲနှဲကိုမျက်နှာပေါ်ဖြန်းပေးလိုက်တယ်ခဏအကြာမှအာနာရဲ့မျက်လုံးဖြင်းညင်းစွာဖွင့်လာတယ်မျက်လုံးဖွင့်တာနဲ့ရှေ့မှာအဲရစ်ကိုမြင်တော့သူ့မျက်လုံးหนีရဲသွားတယ်ဘာမှမသိခင်မှာသူထွက်ပြီးပြင်းပြင်းရိုက်လိုက်တယ်အဲရစ်ရဲ့ပါးကိုရိုက်တန်ကြောင့်အတန်းခန်းတစ်ခုလုံးတုန်သွားသလိုပဲအဲရစ်အံ့အားသင့်ပြီးရက်နေတယ်အဟနာတုန်တုန်ရင်ရင်အတန်နဲ့ပြောတယ်ခမားညစ်ပတ်တဲ့လူနောက်တစ်ခဏမှမရက်ပဲသူအမြန်အတန်းခန်းကနေထွက်သွားတယ်အဲရစ်တည်ငြိမ်စွာရက်နေတယ်အဟနာပြေးနီးနီးနဲ့ကောလိပ်ဂိတ်ဘက်ကိုလာတယ်ဂိတ်နားကိုရောက်တာနဲ့ရုတ်တရက်ရက်သွားတယ်တွေးလိုက်တယ်ရှေ့ကနေကားတစ်စီးကောလိပ်ဘက်ကိုလာနေတယ်ကားကဂိတ်ရှိမှာရက်လာတယ်အာဒီထွက်လာတာနဲ့အာဟနာကိုမြင်တော့အာဒီရဲ့မျက်နှာတင်းသွားတယ်အာဟနာတခဏမှမနှောင့်နှေးပဲပြေးလာပြီးအာဒီရှေ့မှာရက်လိုက်တယ်အာဒီအံ့ဩပြီးပြောတယ်မင်းဒီမှာလားဒီလောက်ကြာဘယ်မှာနေတာလဲအဟနာအဖြေတခုမှမပေးဘူးအာဒီပြန်မေးတယ်ဘာဖြစ်တာလဲဖုန်းပါလို့မကင်တာလဲအဟနာခေါင်းငုံပြီးရက်နေတာပဲသူ့မျက်လုံးတွေနီရဲနေသေးတယ်အဟနာမင်းနေလားအာဒီရှေ့တိုးလာပြီးအာနာရဲ့ငုံထားတဲ့မျက်နှာကိုညင်သာစွာလက်နဲ့မြှောက်လိုက်တယ်အာနာရဲ့မျက်နှာနီရဲနေတယ်မျက်လုံးမျက်နှာခြောက်သွေ့နေတယ်ဒီအခြေအနေကိုမြင်တော့အာဒီရဲ့ရင်ဘတ်အတွင်းမှာနာကျင်သွားသလိုပဲအာဒီစက္ကန့်အနည်းငယ်အာနာကိုကြည့်နေတယ်ပြီးတော့လေးနက်တဲ့အတန်နဲ့ပြောတယ်လာပါအဟနာရဲ့ခြေထောက်တွေလှုပ်မလာသလိုပဲအာဒီအာနာရဲ့လက်ကိုဆွဲပြီးကားပေါ်တင်လိုက်တယ်အာဟနာမျက်လုံးပိတ်ပြီးနေတယ်အိမ်ကိုရောက်တာနဲ့လူတိုင်းမေးခွန်းတွေစပြီးမေးကြတယ်နီလီမာဂျာဟန်ပြောတယ်ဒီလောက်ကြာဘယ်မှာနေတာလဲမင်းကပီတာထက်မြက်တဲ့မျက်လုံးနဲ့ကြည့်နေတယ်နီဟာစိုးရိမ်တဲ့အတန်နဲ့ပြောတယ်
အာဟနာဖုံးပါလို့မကင်တာလဲ။အာဟနာငြိမ်သက်တဲ့အတန်နဲ့ပြောတယ်။အတန်းထဲမှာထိုင်ပြီးမှတ်စုတွေကူးနေတဲ့ဖုံးတိတ်ထားတယ်။ဘသူမှဘာမှထပ်မပြောတော့ဘူး။ဒါပေမဲ့လူတိုင်းရဲ့မျက်နှာမှာတန်တရားတွေရှင်းရှင်းလင်းလင်းပေါ်နေတယ်။အချိန်တော်ကြာသွားပြီးအခန်းအတွင်းမှာလေးလံတဲ့တိတ်ဆိတ်မှုတစ်ခုပြန့်နှံ့နေတယ်။အာဟနာကတင်တစ်ဖက်မှာတိတ်ဆိတ်စွာထိုင်နေတဲ့ကောလိပ်ကအဖြစ်ပြင်းကခေါင်းထဲကနေမထွက်သေးဘူး။ဘသူနဲ့မှစကားပြောချင်စိတ်မရှိဘူး။အဲ့ဒီအချိန်မှာတကားပိတ်ပြီးအတွင်းကိုအာဒီဝင်လာတယ်ဖြင်းညင်းစွာရှေ့တိုးလာပြီးအာဟနာရှေ့မှာရက်တယ်။လေးနက်တဲ့အတန်နဲ့ပြောတယ်။ဒီလောက်ကြာကောလိပ်မှာဘာလုပ်နေတာလဲ။အာဟနာတိတ်ဆိတ်နေတယ်။အာဒီပြန်ပြောတယ်။ငါမေးနေတာ။အာနာအခုတခါစိတ်တူပြီးကြည့်တယ်။ခမည်းကိုပြောပြီးသားပဲမှတ်စုတွေကူးနေတယ်။အာဒီအေးဆက်တဲ့အတန်နဲ့ပြောတယ်။လိန်စရာမလိုဘူး။ဒီစကားကြားတာနဲ့အာဟနာရဲ့စိတ်ရှည်မှုကျိုးသွားသလိုပဲ။သူရုတ်တရက်ထွက်ပြီးပြင်းထန်တဲ့အတန်နဲ့ပြောတယ်။ခမည်းဘသူလဲကျုပ်ကိုစစ်ဆေးမေးမြန်းနေတာ။ကျုပ်ပဲသွားမယ်ဘာလုပ်မယ်အကုန်လုံးခမည်းကိုပြောပြီးမှလုပ်ရမှာလား။ဒီစကားကြတော့အာဒီရဲ့မျက်လုံးမျက်နှာတစ်ခဏအတွင်းတင်းသွားတယ်ဖြင်းညင်းစွာပြောတယ်။ဘာပြောတာလဲ။အာနာမျက်နှာလွှဲပြီးငြိမ်သက်တဲ့အတန်နဲ့ပြောတယ်။ကြားခဲ့တာပဲ။အခန်းအတွင်းမှာပြန်လဲပြီးတိတ်ဆိတ်မှုကျရောက်သွားတယ်။အာဒီစက္ကန့်အနည်းငယ်တည်ငြိမ်စွာရက်နေတယ်ပြီးတော့အေးဆက်တဲ့အတန်နဲ့ပြောတယ်။မနေ့ထိစကားတော်မပြောနိုင်ဘူးဒီနေ့ဒီလောက်ခေါင်းမာလာတာဘယ်ကလာတာလဲ။အာနာနှုတ်ခမ်းထောက်မှာပေါ့ပေါ့ပြုံးပြီးပြောတယ်။မနေ့အထိကျုပ်ခမည်းကိုလေးစားတယ်ခမည်းနဲ့အကုန်လုံးလိုက်ရောညီထွေဖြစ်အောင်အိမ်အောင်ကြဖို့ကြိုးစားတယ်ဒါပေမဲ့ခမည်းအာဒီမျက်ခုံးပြူပြီးပြောတယ်။ငါဘာလုပ်တာလဲ။အာနာအခုတခါဖြောင့်တန်းစွာရက်ပြီးအာဒီရဲ့မျက်လုံးကိုကြည့်တယ်ရှင်းလင်းတဲ့အတန်နဲ့ပြောတယ်။ခမည်းဒီနေ့အထိကျုပ်နဲ့တခါလောက်တောင်ကောင်းကောင်းစကားပြောဘူးလား။အိမ်အောင်ကြတာကြပြီးခမည်းစီကနေကျုပ်မယားအနေနဲ့ဂုံတိတ်ခါနည်းနည်းလောက်တောင်ရဘူးလား။အာဒီဘာမှမပြောဘူးငြိမ်သက်တဲ့မျက်လုံးနဲ့ကြည့်နေတာပဲ။အာနာပြန်ပြောတယ်။မယားဆိုတာဘာလို့ရမှာလဲခမည်းကျုပ်ကိုလူလို့တောင်မထင်ဘူးလူစိမ်းတယောက်ကိုအပြစ်မတင်ခင်လူတွေတခါစဉ်းစားတယ်ကျုပ်ကိုခမည်းမိသားစုတစ်ခုလုံးရှေ့မှာတခိုးလို့ပြောတဲ့အခါတခါလောက်တောင်မစဉ်းစားခဲ့ဘူး။အာဒီဖြင်းညင်းစွာသွားပြီးဆိုဖာပေါ်ထိုင်နေအေးဆက်တဲ့အတန်နဲ့ပြောတယ်။ကိုကုံတိတ်ခါထိခိုက်သွားလား။အာနာရှေ့တိုးလာပြီးအာဒီရှေ့မှာရက်တယ်လေပင်မှာခိုင်မာတဲ့အတန်ကျုပ်ကိုကုံတိတ်ခါကိုမကြည့်ဘူးအိမ်အောင်ကိုကြည့်တယ်ဒါကြောင့်ခမည်းတို့ပေါ်စီးရလာတာဒါကြောင့်ပဲတခိုးလို့ဆွဆွဲခံရပြီးနောက်မှာတောင်တိတ်နေခဲ့တာညဘက်ဆိုရင်တောင်ခမည်းရဲ့လိုအပ်ချက်ကိုဖြည့်ဖို့ငင်းမပြောခဲ့ဘူးဒီစကားကြတော့အာဒီရဲ့မျက်နှာတစ်ခဏအတွင်းပြောင်းသွားတယ်သူရုတ်တရက်ဒေါသထွက်ပြီးထရက်ကဟောက်လိုက်တယ်ဘာကိုဆိုလိုတာလဲငါမင်းစီလာဖို့တေးနေတာလားအာနာအေးဆက်တဲ့မျက်လုံးနဲ့ကြည့်ပြီးပြောတယ်ဟုတ်တယ်တေးနေတာပဲမဟုတ်ရင်တနေ့လုံးအဆက်ခိုင်းတဲ့လူကိုညဘက်ရောက်ရင်အနားဆွဲဖို့ခမည်းမှာရှက်စိတ်တမုံလောက်တောင်မရှိဘူးလားအာဒီသွားကြိတ်ပြီးပြောတယ်မင်းနဲ့နမိတ်ကိုကြော်နေပြီးအာနာနည်းနည်းမှမကြောက်ဘူးရင်းစားငြိမ်သက်တဲ့အတန်နဲ့ပြောတယ်နယ်နိမိတ်ကျုပ်မကြော်ဘူးနယ်နိမိတ်ကိုခမည်းအကြာကြီးကကြော်ခဲ့ပြီးဒီနေ့ကစပြီးကျုပ်လဲကြော်မယ်ဒီအချိန်ကစပြီးခမည်းကျုပ်ကိုဘလို့ဆက်ဆံမလဲခမည်းအဲ့ဒီအတိုင်းပြန်ရမယ်ကောင်းရင်ကောင်းသလိုဆိုရင်ဆိုသလိုတခဏအတွင်းအခန်းကတိတ်ဆိတ်သွားတယ်နှစ်ယောက်လုံးတယောက်ကိုတယောက်ကြည့်နေကြတယ်ဒါပေမဲ့ဒီနေ့ရဲ့အာနာကိုအာဒီလုံးဝအစ်စ်လို့ခံစားမိတယ်အာဒီစကားမပြောတော့ပဲဘေးလှည့်ပြီးသွားတော့မယ်အာနာရှေ့တိုးလာပြီးအာဒီရဲ့ရှေ့မောက်မှာရက်တယ်အာဒီမျက်ခုံးပြူပြီးကြည့်တယ်ရှေ့ကနေဖယ်သွားပါအာနာနည်းနည်းမှမဖယ်သွားဘူးရင်းစားငြိမ်သက်တဲ့မျက်လုံးနဲ့ကြည့်နေတယ်ကျုပ်မှာခမည်းစီကတီးရမယ့်ကိစ္စတစ်ခုရှိတယ်အာဒီစိတ်တူတဲ့အတန်နဲ့ပြောတယ်အခုငါမှမေးခွန်းတွေကိုဖြေဖို့အချိန်မရှိဘူးအာနာဖြင်းညင်းစွာပြောတယ်ဒါပေမဲ့ကျုပ်တော့သိဖို့လိုတယ်စက္ကန့်အနည်းငယ်နှစ်ယောက်လုံးတယောက်ကိုတယောက်ကြည့်နေကြတယ်အာဒီနောက်ဆုံးအေးဆက်တဲ့အတန်နဲ့ပြောတယ်ဘာသိချင်တာလဲအာနာတခဏတိတ်ဆိတ်နေတယ်ပြီးတော့ဖြင်းညင်းစွာပြောတယ်
ခမားနဲ့ကပီတာရောက်ခတ်မတော်ကြားမှာဆက်ဆံရေးရှိလားဆက်လက်ရှိအောင်မည်